မင်္ဂလာပါစနဝါဒီနေ့စနိုးကကိုကလှုပ်ရှားမှုအရန်နဲနေလို့လှုပ်ရှားမှုလေးလဲလေ့ကျင့်ခန်းလေးတစ်ခုခုလဲလုပ်ချင်တယ်ဒါပေမဲ့ခုံလဲမခုံနိုင်အရန်လဲအပင်မခံနိုင်သေးဘူးဆိုတဲ့သူလေးတွေအတွက်လေ့ကျင့်ခန်းလေး၅မျိုးသင်ပြပေးသွားမယ်ဖြစ်ပါတယ်ကြည့်ရအောင်ပထမဆုံး exercise လေးက6လေးနှစ်ဖက်ကိုပူးထားမယ်နော်6ကိုင်းလက်ကမယ်6ဝင်လက်ပူးမယ်ဒါမျိုးလေးနော်ဒါလေးကိုစိတ်ထဲမှာအကျိန်း20လေးရေးပြီးသွားပေးမယ်နော်ဒါမျိုးဆိုရင်1ဒါလေးဆို2ဒါလေးနော်ဒီမှာ10သွင်း10ထုတ်10သွင်း10ထုတ်ဒါလေးနော်ကဲနောက်တစ်ခုလေးသားကြမယ်နောက်တစ်ခုကကြတော့ဒီလက်ကလေးကိုလက်သေးလေးဆုပ်လိုက်မယ်ခေါင်းမော်လေးကိုမြောင်မယ်နော်ဒူးလေးကိုဆွဲမယ်ဒူးလေးကိုဆွဲမယ်ဒါမျိုးလေးနော်အဲ့လေးကိုကမြန်ရတယ်ဆိုလို့ရှိရင်မြန်လေးသွားအရင်မောလိုက်ဆိုလို့ရှိရင်တော့နည်းနည်းလေးနှိပ်ပြီးလိုက်နော်ဒါလေးလည်းအစိမ့်20လေးသွားရအောင်ဒါဆို1ဒါဆို2ဒါမျိုးလေးနော်ကဲနောက်တစ်မျိုးလေးသားကြမယ်နောက်တစ်မျိုးလေးကကြတော့အောက်ကလေးမှာမှောက်လိုက်မယ်နော်လိုမျိုး plan ပုံစံလေးထားမယ်ဒါလေးကနေပခုံးလေးကိုလာထိမယ်ပြန်ချပခုံးလေးကိုလာထိမယ်တင်မားတွေကလေဒီလိုမျိုးလုံးဝမထောင်စင်းနဲ့နော်တင်မားလေးတွေချမယ်ပိုက်လေးတွေကိုညှစ်မယ်လက်တစ်ဖက်လေးကိုလွတ်ပြီးတော့ပခုံးလေးမှလာထိလိုက်မယ်ဒါလေးကိုလည်းခုနလိုမျိုးအကျိန်း20လေးပဲသွားပေးမယ်နော်ကဲနောက်တစ်ခုလေးက plan လေးထောက်ကြည့်ရအောင်ဒါလေးကကြတော့ပခုံးအောက်တက်လေးမှာတစ်ထောင်လေးထားလိုက်မယ်နော်ပြီးရင်ခြေပြားလေးထိမယ်ဒူးလေးကိုလှုပ်ဘိုင်လေးတွေကိုအထဲကိုရှုပ်လာမယ်ကြောကုန်းလေးကိုတွန်းလာမယ်တင်မတွေလုံးဝမထောင်စေနဲ့နော်ဒါလေးကကြတော့စက္ကန့်20ကနေစက္ကန့်30 10မိနစ်အထိသွားပေးလို့ရတယ်နော်ကဲနောက်တစ်ခုလေးသွားရအောင်နောက်တစ်ခုလေးကကြတော့ဒူးထောင်ပြီးတော့ထိုင်လိုက်မယ်နော်ပြီးရင်လက်နှစ်ဖက်လေးရှေ့ကိုဆန်ထုတ်မယ်ခါးလေးကိုကုန်းချလိုက်မယ်အနောက်ကိုတဝက်လေးလှန်လိုက်မယ်ဘိုင်လေးကိုသေချာလေးညှစ်ထားပေးမယ်နော်ခါလေးကိုကွေးလေးထားတက်ကိုပုံမှန်လေးရှုသွင်းရှုထုတ်လေးလောက်ထားမယ်ဒါလေးကိုလည်းစက္ကန့်20ကနေ30အများဆုံး10မိနစ်အထိသွားပေးလို့ရတယ်နော်ခုနကစနိုးပြပေးခဲ့တဲ့လေ့ကျင့်ခန်းလေးတွေကကြတော့5မျိုးကိုတစ်ဆက်ပေါ့နော်အဲ့5မျိုးလုံးဇက်တိုက်လေးလှုပ်သွားလိုက်ပြီးလို့ပြီးသွားပြီဆိုရင်ကိုကနိုင်သေးတယ်ဆိုလို့ရှိရင်နောက်ထပ်2ကြော့စုစုပေါင်း3ကြော့လှုပ်ပေးလို့ရတယ်နော်ဒါလေးကကြတော့ body weight ပဲဆိုတော့နေတိုင်းလှုပ်ပေးလို့ရတာမလို့နေတိုင်းလှုပ်ကြည့်ကြည့်နော်နောက်ဗီဒီယိုလေးမှာစုံမယ်တတား